မောင်ပေါ်ဦးလောကမှာအာကုသို့လုံနေကြတဲ့အယက်သမားနဲ့တခိုးဘသူကပိုပြီးအပြစ်ကြီးတယ်လဲဘသူကပိုဆိုးတယ်လဲအမတ်အချို့ကလည်းတခိုးသို့မဟုတ်အယက်သမားကပိုဆိုးကြောင်းအသီးသီးလျှောက်ကြတော့လေဥပေါ်ဦးကမူခေါင်းခါလျက်ဤသူလျှောက်တင်လေသည်မှန်လားပါဖေဟာကျွန်တော်မျိုးအမြင်မှာတော့အယက်သမားရောတခိုးရောထက်ပိုဆိုးတဲ့သူရှိပါသေးတယ်ဖေဟာဟဲဘသူကသူတို့ထက်ပိုဆိုးရတာလဲမောင်ပေါ်ဦးမှန်လားပါဖေဟာသူတို့ထက်ပိုဆိုးတာကတော့လူလိန်ပါဖေဟာလူလိန်ဟာမျက်နှာတာပြီးရင်ပေးတယ်လို့တထိုင်းပြည်လုံးကိုဒုက္ခပေးနိုင်လို့ပါဖေဟာအဆိုးဆုံးကတော့အမှန်ကိုတိပါလျက်နဲ့လူလိန်တွေကိုမြှောက်စားထားတဲ့အုတ်ချုပ်သူပါပဲဖေဟာအုတ်ချုပ်သူကလူလိန်စကားကိုယုံမိရင်တတိုင်းပြည်လုံးပျက်စီးနိုင်ပါတယ်ဖေဟာဘိုးတော်ဖျားသည်ထိုစကားကိုကြားတော့ရုတ်တရက်ငြိမ်သက်သွားပြီးမိမိအနာရှိအမတ်များကိုပြန်လည်ဆင်ခြင်မိသွားလေသည်မောင်ပေါ်ဦးမင်းပြောတာငါရင်ကိုထိမှန်လာပြီတဲ့လူလိန်ထက်ဆိုတာကလူလိန်ကိုအားပေးတဲ့သူဆိုတာငါသဘောပေါက်ပါပြီ